ဒီတူစီရဲ့တက်တန်းကတော့နှစ်ပေါင်း34နှစ်လောက်ရှိပါပြီစပြီးစီးကြတဲ့ကဆိုရင်တော့ခက်ခဲပေါင်းများစွာရှိခဲ့ပါတယ်ဘာလို့လဲဆိုတော့လေးပါတယ်နောက်ပြီးလို့ရှိရင်ပုံသဏ္ဍာန်ကြားနာမှုတက်တောင့်တက်ပါမှုမရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ဘဝမှာချီတူထိတ်ဆုံးစီးခဲ့တဲ့ခြေထောက်ကအခက်ခဲဆုံးလည်းဖြစ်ပါတယ်အဲ့ကနေပြီးစီးလာခဲ့တာအခုဆိုရင်ခြေတူအချောင်းပေါင်း6ခုမြောက်ရှိပါပြီဒါ16ခုမြောက်ပါအခုအနေပြီးတော့လောက်ထားတဲ့ခြေတူတွေကတော့ဒီတဲ့အချိန်ကနေစပြီးတော့အခုအချောထွက်လာတဲ့အချိန်ထိဟိုတခြားနေရာပေါင်း9နေရာ6နေရာလောက်မှာကျွန်တော်လုပ်ခဲ့တဲ့15ချောင်းသောခြေတူတွေနဲ့လုံးဝတူညီခြင်းမရှိပါဘူးအခု MM Auto ကနေလုပ်ထားတဲ့ခြေတူလေးကတော့ကျွန်တော်တနေ့ကုန်စီထားလေးပဲကျွန်တော်မှာတက်တောင့်တရှိပါတယ်အရင်အဟောင်းနေနေတော့ဆိုရင်ကျွန်တော်တနေ့ကုန်စီးပြီးဆိုရင်ကျွန်တော်ခြေထောက်မှာကျွန်တော်ဟိုအရေးကြီးမှုတွေဖြစ်တာတော့ဘာလို့ဒဏ်ရာတက်ချက်တွေကျွန်တော်တပတ်ကို2ခါလောက်ဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်အကျန်းစီးထားတာ4ရက်မှာကျွန်တော်ဘယ်လိုမှဟိုနာကျင်တဲ့ခံစားမှုမရှိပါဘူးဒါပြေဝရှိပါတယ်ဒါကြောင့်မလို့ MM Auto ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်